မားစီပြောမားစီမတက်ဆက်လုံး2သိန်းပြရပါဦးမရဲ့လာတော့မယ်ဟမ်တစ်ဆက်လုံး2သိန်းဟုတ်တယ်လေပြိမာတင်နာတယ်မလေနင်ကလေမကြည့်တတ်တာလားဟမ်တူးနိုင်ရတလားမလေးတစ်ဆက်လုံး2သိန်းဆိုတာမရှိဘူးခဏခဏပြောရတယ်နေပြောရတာမဟုတ်ဘူးချစ်တော်ချစ်ကကလေးလည်းခဏခဏပြောရတယ်အဲ့လိုဒီပြောနေတဲ့ကြားတွေကငွေတွေတော်တော်လွှဲပေးတယ်နော်အရင်စိတ်တူတယ်အဲ့လိုမျိုးဆိုရင်ငွေတွေတော်တော်လွှဲပေးတယ်ပြီးမှသာစင်လေးရဲ့အမပစံ2သိန်းလေးပါပါအမပစံ3သိန်းလေးပါပါစင်လေးဘာလုပ်ပေးရမလဲပြောအဲ့လိုစူတော့မှာနော်အဲ့လိုစူတော့မှာဘာလို့ဆိုတော့ဒီတစ်ဆက်လုံးကို2သိန်း3သိန်းနေလုံးဝမရပါဘူးဘာလို့ဆိုတော့ဒါပေးတူတွေဖြစ်ပါတယ်ပြီးတော့နောက်တစ်ဆက်ကဇင်တို့တူနိုင်ရတနာဒီဝယ်မန်နေလုံးဝမသုံးပါဘူး online ကနေဝယ်ယူအားပေးမယ်ဆိုရင်ဇင်လေးပြောတယ်3ညာကို886 2999ဖုန်းလေးကိုဆက်သွယ်ပြီးမှသာငွေလွှဲပေးပါလို့ခဏပြောပါတယ်အဲ့ဒီဖုန်းကိုမဆက်သွယ်မရမချင်းလုံးဝငွေမလွှဲပါနဲ့ရှင်ပြောပြပြီနော်3ညာကို886 2999ဖုန်းလေးကိုဆက်သွယ်ပြီးမှသာငွေလွှဲပါဒီတစ်ခါပေးတူကလိန်လို့ပါသွားပြီဆိုတော့ချိန်လုံးနဲ့ပဲရှိုက်တော့မယ်နော်ဒါပဲ